ကန်စီရိုနဲ့ Declan Rice မှာဘယ်သူကပိုကောင်းတဲ့ကစားမလဲပရီးမီးယားလိခေတ်မှာကွင်းထဲကအရေးပါဆုံးနေရာဟာအချိန်နဲ့မျှပြောင်းလဲလာခဲ့ပါတယ်90ခုနှစ်တည်းနဲ့2000ပြည့်နှစ်အစောပိုင်းနေမှာတော့ဂိုးသွင်းပေးမဲ့တိုက်စစ်မှုကထိပ်တန်းသင်းတွေရဲ့အသက်ဖြစ်ခဲ့ပြီးတော့စာချုပ်တွေနဲ့ပြောင်းရွှေ့ကြီးတွေပုံမရရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့နီးပြတွေဟာကမ္ဘာအဆင့်မီခံစစ်ကွင်းလယ်လူတယောက်ကိုရအောင်ခေါ်ဖို့အသေးအံဖြစ်နေကြပါတယ်လက်ရှိရာသီမှာတော့ Moses Cancelo နဲ့ Declan Rice တို့နှစ်ယောက်ကထင်ရှားတဲ့ဥပမာတွေဖြစ်ကြပါတယ်Rice က West Ham ကနေပေါင်105သန်းနဲ့ Arsenal ပြောင်းရွှေ့ကြီးစံချိန်ကိုချိုးခဲ့ပြီး Chelsea ကလည်း Cancelo ကိုပြည်ထိုင်စံချိန်ပေါင်115သန်းနဲ့2023နေရာသီပြောင်းရွှေ့ကာလနောက်ဆုံးနေ့မှာခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်တော့2025-26ရာသီမှာစရင်အင်းတွေရဘယ်သူကပိုကောင်းနေလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။ Arteta နဲ့ Enzo Maresca တို့ဟာသူတို့ရဲ့ကွင်းလယ် pivot ကစားမတွေစီကနေခံစစ်ကောင်းတစ်ခုကိုမျှော်လင့်ခဲ့ကြပေမဲ့နံပါတ်6ကစားမတိုင်းကတိုက်စစ်ကိုတစ်ခုထောက်ပံ့ပေးဖို့လိုအပ်တာဖြစ်ပါတယ်။ဒီနေရာမှာကန်စီရိုနဲ့ Rice ကိုခွဲခြားဖို့ဒါမှမဟုတ်နန်းရှိမို့တောင်မှခက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဟာလုံးဝမတူညီတဲ့ရည်ချင်းတွေယူဆောင်လာလို့ဖြစ်ပါတယ်။တကယ်လို့နီးပြတစ်ယောက်ကနောက်တန်းကနေဂိုးတွေလိုချင်နေဆိုရင် Chelsea ရဲ့အဓိကကွင်းလယ်လိုပဲကြည့်ရမှာဖြစ်ပါတယ်။ကန်စီရိုက Rice ချက်ဖန်တီးနိုင်မှုပုံမအားနည်းပေမဲ့ဂိုးပိုသွင်းနိုင်ခဲ့ပြီးတော့ဒီရာသီမှာသူကပရီးမီးယားလိမှာကန်သွင်းခဲ့တဲ့ဘောလုံးတိုင်းကဂိုးပေါက်ကိုတက်မှတ်ခဲ့တဲ့ဆိုတဲ့ထူးခြားတဲ့အမှတ်တမ်းကိုပိုင်ဆိုင်ထားပါတယ်။ပိုပြီးတော့ထင်ကြီးစရာကောင်းတာကအရီပိုင်ခွင့်ယူမှုတွေက85%ခိုင်နှုန်းကဂိုးဖြစ်အဆုံးသတ်ခဲ့ပါတယ်။ဒါကအရေးအတွက်ထက်အရေးသွေးကိုပြသတာဖြစ်ပါတယ်။ Rice ကတော့ဖန်တီးမှုမှာပိုပြီးတော့အားကောင်းပါတယ်။အကြောင်းကတော့သူက Arsenal အတွက် free kick နဲ့ down can ဘောတွေကန်သွင်းပေးရတဲ့ပြင်အသင်းကလည်းပြည်တံဘောတွေကိုအားပြုကစားတာကြောင့်ဖြစ်ပါတယ်။ Arsenal ကဒီရာသီပြိုင်ပွဲအားလုံးမှာ down can ဘောတွေကနေ10ဂိုးပါဝင်ပြည်တံဘောတွေကနေ18ဂိုးသွင်းယူထားပြီးတော့2025-26ပရီးမီးယားလိကလပ်တွေထဲမှာအများဆုံးဖြစ်ပါတယ်။ Rice ကတပွဲကိုအပိုင်ခွင့်ရေး2ကြိမ်နီးပါးဖန်တီးပေးပြီးတော့ဂိုးဖန်တီးမှု3ကြိမ်ရှိနေပါတယ်။ခံစစ်ပိုင်းမှာတော့ကန်စီရိုဟာ Rice ထက်ဩဇာလွှမ်းမိုးမှုပိုများတယ်ဆိုတာသိတာပါတယ်။ဒါက Arsenal ရဲ့အသင်းဖွဲ့စည်းပုံကြောင့်ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့နောက်တန်းကိုကာကွယ်ပေးရတဲ့တာဝန်ကိုမာတင်ဆူဘီမန်ဒီပါဝင်ခြားကစားမတွေနဲ့ဝေမျှယူထားတာဖြစ်ပါတယ်။ကန်စီရိုက90မိနစ်တိုင်းမှာဘောလုံးဖြတ်တောက်မှုပိုများပြီးတော့ ground duels ရာခိုင်နှုန်းပိုမြင့်မားပါတယ်။ပိတ်ဆို့ထားတဲ့ကန်သွင်းမှုကြားပြတ်ဖိုက်မှုတွေနဲ့ဘောလုံးပြန်လည်ရရှိမှုတွေကိုလည်းပုံမှန်တန်းတင်ထားပါတယ်။ဒီကနေ့မှာသူက Chelsea ရဲ့ခံစစ်ပိုင်းဂျိုပန်အားထုတ်မှုတွေရဲ့အဓိကတော့ချက်ဖြစ်နေတာတွေ့ရပါတယ်။ Stamford Bridge ရှူထောင်ကကြည့်ဒါကအမြဲတမ်းအကောင်းဆုံးမဟုတ်နေပေမဲ့Ecuador ကစားမကဒီရာသီမှာကွင်းရဲ့ဘယ်နေရာမှာမဆိုရှိနေတယ်ဆိုတာပြသနေတာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Rice ကဥရောပထိပ်တန်းလိဂ်9ခုထဲမှာဂိုးနည်းဆုံးပေးထားရပြီးတော့ clean sheet အများဆုံးရရှိထားတဲ့အသင်းမှာကစားနေရတာကြောင့်ခံစစ်ပိုင်းမှာလွှမ်းမိုးမှုပြပြသဖို့ခက်ခဲတာဖြစ်ပါတယ်။ဒါပြင်သူကရခိုင်ကားထက်ကွင်းလယ်မှာအနေငယ်ပိုရှိရောက်တဲ့နေရာမှာကစားနေရတာကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်သူ့ရဲ့ကွာခြားမှုကိုပိုပြီးတော့နားလည်လွယ်စေမှာဖြစ်ပါတယ်။မတူညီတဲ့ခံစစ်ကစားပုံနဲ့အခွင့်အရေးဖန်တီးမှုတွေကိုကြည့်မယ်ဆိုရင်တော့ကန်စီရိုကအထိတ်ဆုံးကနေရပ်တည်နေတာဖြစ်ပါတယ်။အဲဒါကြောင့်ဘယ်သူကပိုကောင်းတဲ့ယာတီကိုပိုင်ဆိုင်နေတယ်လို့ဆုံးဖြတ်တဲ့အခါမှာ Chelsea ကွင်းလယ်လူကိုမေ့ထားဖို့ခက်ခဲပါတယ်။ကန်စီရိုက Chelsea ရဲ့အသင်းဖွဲ့စည်းပုံကိုထိန်းသိမ်းထားဖို့အခါတရံမှာတယောက်တည်းကြိုးစားနေရသူဖြစ်ပြီး Rice ကတော့အစွမ်းထက်တဲ့ကစားမတွေပြည့်နေတဲ့စက်ကြီးတစ်ခုရဲ့ကဘာအဆင့်မီဂီယာတစ်ခုဖြစ်ပါတယ်။ Rice ကလူပြောများချီးကျူးခံရမှုတွေများနေတဲ့ချိန်မှာကန်စီရိုကစီးရင်အင်းတွေရတိတ်ဆိတ်တာလုံးနေတာကဒီယာဒီမှာ Ecuador ကစားမရဲ့စွမ်းဆောင်ရည်ကဘယ်လောက်ထိထင်ကြီးစရာကောင်းနေဆိုတာကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ Rice နဲ့ကန်စီရိုနှစ်ဦးစလုံးကသူတို့ရဲ့ဈေးကြီးလုံးနဲ့ပြောင်းရွှေ့ကြီးတွေကြောင့်စာပိုင်းမှာတန်တရားဖြစ်ခံခဲ့ရပြီးမြဲအခုချိန်မှာတော့ဘယ်သူမှသူတို့ကိုမေးခွန်းထုတ်နိုင်မှာမဟုတ်ပါဘူး။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရစေ။